ပေါ်မှာရှိတဲ့ပင်ကွင်းမျိုးစားတွေကြောင့်တင်းဘလောက်တည်ထားတယ်။အဲ့ဒီပင်ကွင်းလေးတွေထဲမှာတင်တည်တဲ့လူဝက်ချက်တွေကိုပြပြပေးမှာဖြစ်ပါတယ်။ဒါမှမဟုတ်ရှစ်စရာကောင်းတဲ့ပင်ကွင်းလေးတွေကကြောက်ခဲပြီးစားစကားပြောတတ်ကြဆိုတာရောသိပြီလား။သူတို့တွေကငှက်မျိုးစားဖြစ်ပေမဲ့မိုးပေါ်မှာမြင်တမ်းနိုင်ပါဘူး။ဒါပေမဲ့သူတို့ရဲ့အတောင်ပြန်တွေကရေကူးတဲ့နေရာမှာတော့ရေရက်တွေလိုမျိုးအစွမ်းထက်လာပါတယ်။ပင်ကွင်းတွေကရေကူးတဲ့အခါတနာရီကိုမိုင်းနေရတော့အထိမြန်ကူးနိုင်ကြတယ်။ရေအောက်ထဲမှာမိနစ်20လောက်ထိအသက်အောက်ထားကြတယ်။ပင်ကွင်းတွေရဲ့ကြောပြင်ကအမေးရောင်တဲ့ဘိုက်ကအထီအောင်ဖြစ်နေတာကွက်ထဝစ်ဆုံထားမဟုတ်ပါ။ရေကူးတဲ့အခါအပေါ်ကချီရင်ပင်လယ်ရေနဲ့ပိုင်းနဲ့ရောသွားအောင်အောက်ကချီရင်မိုးကောင်းရလင်းရောင်နဲ့ရောသွားအောင်ရန်သူများကနေကောက်ကွက်ပေးထားတဲ့တဘာဝရဲ့ဝစ်ဆုံပါ။သူတို့မှာအစကြီးအစားတွေကိုတွေးရရတဲ့တစ်စင်တိကျဆက်ထုတ်ပြီးတဲ့ဂလင်းတစ်ခုပါရှိရဲ့ပင်လယ်ရေကိုလည်းတောက်လဲဘာမှမဖြစ်ပါဘူး။ပင်ကွင်းမျိုးစားများစုကသူတို့ရဲ့တန်းတစ်ခုလုံးမှာအိမ်နာမိုးတယောက်ထဲနဲ့ပဲတစ်လုံးယူမိကြပေါက်ဖက်တကြတယ်။ပင်ကွင်းဖိုးလေးတွေကသူတို့တဘောချတဲ့အမလေးတွေကိုပူပတ်တဲ့အခါကန်းကျင်တစ်ခုလုံးမှာအလှဆုံးချိုးစုပ်ကြောက်ခဲလေးတွေကိုရှာပြီးလက်ဆောင်ပေးတတ်ကြတယ်။ပင်ကွင်းတွေကအသားစားတစ်ဝါတွေဖြစ်ပြီးသူတို့ရဲ့အဓိကစားစာတွေကတော့ပင်လယ်စာတွေပဲဖြစ်ပါတယ်။ပင်ကွင်းများစုရဲ့အကျိတ်ဆုံးစားစာတော့ပစုံစိတ်လေးနဲ့တူပြီးပင်ကွင်းလေးတွေအာရအများကြီးရရှိစေပါတယ်။ငန်းဒီတူငါတက်တာငါနဲ့အခြားပင်လယ်ငါအသေးလေးတွေကိုအုပ်စုလိုက်ဖန်စီစားတောက်တတ်ကြတယ်။ဥပမာဒီကရစ်ပင်ကွင်းတွေကတော့ရေနက်ပိုင်းထီငိုရှိုးပြီးပြကြီးငါးတွေကိုရှာဖွေစားတောက်တတ်ကြတယ်။ပင်ကွင်းတွေမှာတော့မရှိကြပါဘူး။ဒါကြောင့်ဖမ်းမိတဲ့ငါးတွေကိုဝါမစားပဲတစ်ကောင်လုံးအရှင်လိုက်မြူချတတ်ကြတယ်။ငါးတွေကိုမြူချတဲ့အခါပြန်ထွက်ပြေးနိုင်အောင်ပင်ကွင်းတွေရဲ့ရှာနဲ့ပါးစပ်မိုးတွေမှာအနောက်ဘက်ကိုလှည့်နေတဲ့သဘာဝချွချုံလေးတွေပါရှိကြတယ်။ဒါကြောင့်ငါးဖမ်းမိရင်လွတ်ဖို့မလွယ်တော့ပါဘူး။ပင်ကွင်းတွေကအစာရှာပြီးပြန်လာတဲ့အခါသူတို့ဘိုက်ထဲမှာတုံးလောင်လာတဲ့ငါးတွေကိုတဝက်တစ်ပြက်အစာချပြီးမှကလေးတွေရဲ့ပါးစပ်တွေကိုပြန်ထည့်ပြီးကျူမိတကြတယ်။ချစ်စရာကောင်းတဲ့မကပဲအချစ်ပေါ်မှာလည်းချစ်စာရှိတဲ့ရေခဲပြင်အားပင်ကွင်းလေးတွေအကြောင်းရဖြစ်ကြတယ်။ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။